ကနကဘူရီဆိုတဲ့ရွာလေးရဲ့တောင်တနေရာမှာညီကိုနှစ်ယောက်နေထိုင်ကြပါတယ်သူတို့ကတော့ရာမနဲ့မောင်ကျော်ပါဘိုးဘပိုင်ပိုင်ဆိုင်မှုဆိုလို့လဲခွက်သေးသေးလေးတစ်ခွက်နဲ့နွားတကောင်စီပဲရှိကြတာပါဒါပေမဲ့သူတို့နှစ်ယောက်ရဲ့စိတ်နေစိတ်ထားကတော့တယောက်နဲ့တယောက်လုံးဝဆန့်ကျင်ဘက်ပါပဲရာမကမနဲ့အစောကြီးထားတယ်နွားကိုအချစ်ပေးတယ်လဲထဲမှာချွေးထွက်အောင်လှုပ်လှုပ်တယ်ဒါပေမဲ့မောင်ကျော်ကတော့နေမြင့်တဲ့အထိညောင်ဆောင်ပေါ်မှာလဲနေတတ်ပြီးနိုးလာပြန်ရင်လည်းတစ်ဖက်သားကိုစောင်းပြောင်းပြောတာဒါမှမဟုတ်လေကန်နာလောက်ပဲလှုပ်တတ်တာပါတနေ့မနက်ခင်းအချိန်ရာမကအင်ရှိဝင်းထဲကိုထွက်လာပြီးနွားရဲ့ကြိုးကိုဖြည့်ပေးလိုက်ပါတယ်ပြီးတော့နွားရဲ့လေပင်ကိုပုတ်တက်ပေးရင်ပြောလိုက်တာကဟဲ့မိုဒီထားတော့လေကွာအရှိဘက်မှာနေတောင်ထွက်နေပြီငါတို့လဲထဲမှာအလုတ်သွားလို့ရအောင်မယ်လေအရင်ဆုံးမင်းကိုမြက်ကျွေးမယ်ရေတိုက်မယ်ပြီးမှလဲထဲကိုအေးအေးဆေးဆေးသွားကြတာပေါ့အေးလေမင်းကလည်းငါလိုပဲပင်ပန်းပန်းလုပ်ရတာဆိုတော့အစားကိုလည်းဝါဝလင်းလင်းစားရမှာပေါ့ဟုတ်တယ်မလားမိုဒီအိမ်ထဲကနေတော့ဟောက်တန်နေဟိမ့်ထွက်နေတော့မှာပဲဒါကတော့မောင်ကျော်ပေါ့သူကဟိုဘက်ဒီဘက်လူးလည်ရင်မျက်လုံးကိုပုတ်ပြီးအပြင်ကိုချောင်းကြည့်လိုက်ပါတယ်အဲ့ဒီမှာရာမကနွားကိုချော့မော်ပြီးရေတိုက်နေတာကိုတွေ့သွားတာပါဟူးကန်ကြမကလည်းကွာဒီရာမကယူသွားပြီလားမသိဘူးမနက်ခင်းအေဂျင့်မှုကိုစွန့်လွတ်ပြီးနွားနောက်မှာတကောက်ကောက်လိုက်နေပါလားကြည့်ရတာသူကနွားကိုနွားလို့မတင်မဲ့သူမိမလို့ထင်နေပုံရတယ်ငါဘာလို့ရမလဲမောင်ကျော်ကညောင်စောင်းပေါင်ကနေဆင်းလာပြီးလောင်ပြောင်တျော်တဲ့လေတံနဲ့ပြောလိုက်တယ်ဟဲ့လူရမမင်းကလေတရိษံတကောင်ပေါ်မှာဘာလို့ဒီလောက်တောင်အချစ်တွေပုံနေရတာလဲဟမ်ကြည်စမ်းဒီနွားကမင်းအတွက်တိုက်တယ်နန်းတော်တွေစောက်ပေးမှမဟုတ်ဘူးနော်နွားဆိုတာနွားပါပဲကွာနှမလိုလည်းနှုတ်ပေးမှမဟုတ်ဘူးမင်းနေရောညပါစူးစမ်းနေလို့လဲထမင်းလောက်ပဲစားရမှာနွားကိုဆွဲခေါ်နေုံနဲ့မင်းကဘယင်ဖြစ်မလာပါဘူးကွာရာမကအေးစီးတဲ့မျက်နှာနဲ့သူ့ကိုကြည့်ပြီးနုနုညံ့ညံ့ပဲပြန်ပြောလိုက်ပါတယ်အကိုကရေချင်းစရာလို့ထင်နေပေမဲ့ကျွန်တော်ကတော့အမှန်တိုင်းပြောတာပါနွားဆိုတာလေကျွန်တော်တို့မိသားစုဝင်တယောက်ပါပဲလဲထွန်ပေးတာသူပဲကောက်ပဲတိနံဖြစ်အောင်လုပ်ပေးတာလေသူပဲကျွန်တော်တို့ဝမ်းရီကသူတို့အပေါ်မှာမူတည်နေတာလေအခုသူတို့ကိုမချင်ရင်ဘယ်သူကိုသွားချေရမှာလဲကျွန်တော်ကသူတို့ကိုအချစ်ပေးရင်ဖျားသခင်ကလည်းကျွန်တော်အပေါ်ကောင်းကြီးပေးမှာပေါ့ဟမ်ငါကတော့အဲ့ဒီလိုယူနတ်တဲ့အလုပ်မျိုးဘယ်တော့မှမလုပ်ဘူးနွားကိုချေရအောင်သူကမိန်းကလေးမို့လို့လားနွားကိုပြုစုအောင်လုပ်နေုံနဲ့ဘယ်သူမှဘယင်ဖြစ်မလာဘူးငါအလဲသာဆိုရင်တော့ဒီနွားကိုရောင်းပစ်ပြီးရတဲ့ပတ်စံနဲ့ရွာထဲမှာမုံနေစမှုစားတွေဝဲစားပြီးတပတ်လောက်စိန်နဲ့ထိုင်နေလိုက်မယ်မင်းကတော့ဒီနွားကိုချစ်လွန်းလွန်းယူနေပြီနွားရဲ့ကျွန်းဖြစ်နေပြီညီအကိုနှစ်ယောက်ကြားကခြားနာချက်ကအဲ့ဒါပါပဲတယောက်ကကြိုးစားတယ်နောက်တစ်ယောက်ကတော့ပြင်းပြီးလောဘကြီးတယ်မွန်းတဲ့ချင်းရောက်တော့ရာမကနွားကိုလဲတဲ့ခေါ်သွားတယ်နေကလည်းအရန်ပူနေတာပေါ့မောင်ကျော်ကတော့တစ်ပင်ရိပ်အောင်မှထိုင်ပြီးအနားယူနေခဲ့တယ်တခြားတစ်ဖက်မှာတော့ရာမကမြေကြီးထဲမှာချွေးတလုံးလုံးနဲ့အလုတ်လုံနေတော့မှဟဲ့ရာမဟဲ့ကောင်ဒီလောက်ပူနေတာကိုမင်းကဘာလို့မြေကြီးထဲမှာယူနေရတာလဲလာစမ်းမှာဒီတစ်ပင်ရိပ်အောင်မှလာထိုင်ပြီးအေးအေးဆေးဆေးစကားပြောရအောင်လဲရဆိုတာဘုရားသခင်လိုရှိမှဖြစ်တာပါမင်းဘက်လောက်ပဲသွေးနဲ့ချွေးနဲ့ရင်းပြီးလှုပ်လှုပ်ကံပါမှဖြစ်လာမှာပဲရာမကခေါင်းမော့ကြည့်ပြီးပြုံးပြုံးလေးပဲပြန်ဖြေလိုက်တယ်အကိုစူးစားတဲ့သူတွေအတွက်ပဲကံကောင်းခြင်းကရောက်လာတာပါဖျားသခင်ကလည်းမြေကြီးကိုချွေးနဲ့စီးကြောတဲ့သူကိုပဲကူညီတာပါအကိုဘလောက်ပဲအနားယူနေပါစေလယ်ထဲမှာထွန်းမရက်ဖဲနဲ့တော့စံစဘာဆိုတာရလာမှာမဟုတ်ဘူးကံကြမ္မာကိုပဲအပြစ်တင်နေရင်လဲဝက်ကစိမ့်လန့်မလာဘူးစူးစားမှရမှာပါကဲသွားစို့မို့ဒီရေအေးကြည့်ရသေးတာပေါ့ငါကြည့်နေမယ်ငါလေထဲမှာကောက်ပဲတိနံတွေဝေစားလာတဲ့အခါကျရင်ငါလည်းမင်းကိုပြန်လှောင်ပြမယ်ဒီနေ့တော့မင်းကငါ့ကိုလှောင်နေတာပေါ့မနှက်ပြန်ကြရင်ရွာသားတွေရှိမှမင်းကိုအဆက်ခွဲပြင်မယ်စောင့်ကြည့်နေလိုက်ရှာမကနွားကိုစကားတွေပြောရင်လဲထွန်းနေပါတယ်ဖြည်းဖြည်းချင်းမို့ဒီမင်းလည်းငါနဲ့အတူပင်ပန်းလှုပ်နေရတာပဲမင်းမရှိရင်ငါကဘာမှမဟုတ်ဘူးကဲသွားစို့အာတင်ထအောင်နောက်ထပ်နည်းနည်းလေးပဲလုပ်ရတော့မယ်ပြီးရင်ငါတို့အနားယူကြမယ်လေဟုတ်ပြီလားနွားကရာမပြောတာကိုနားလဲတယ်လို့မျိုးမျက်တောင်ခက်ပြပြီးလေဘင်းကိုအားရပါရခါရမ်းပြလိုက်ပါတယ်ရာမလည်းကြည့်ပြီးအံ့ဩသွားတယ်ဖေအေး तू ကငါပြောတာကိုအကုန်နားလဲတယ်လို့မျိုးခေါင်းညင်ပြနေပါလားငါရဲ့မိုဒီမှာတကယ်ပဲလိုအပ်ချက်တစ်ခုခုရှိနေတာလားညနေဆောင်သွားတဲ့အခါလေခွက်ကလည်းညီညာပြီးမြေစီလွှာတွေကောင်းမွန်သွားပါပြီကျေးဇူးပဲမိုဒီယာဒီနေ့တော့မဲတကယ်တော်ပါတယ်မင်းမရှိရင်ဒီလေခွက်ကဒီလောက်အထိကောင်းမှာမဟုတ်ဘူးနက်ပြန်ကြရင်အစောကြီးလာပြီးဘောင်းနေအသက်ထက်လောက်ကြမယ်
မင်းရဲ့စူးစမ်းမှုမပါရင်ငါလျာလုပ်ငန်းကြီးကပြည့်ပြည့်စုံမှာမဟုတ်ဘူးနွားကလည်းအတန်အကျဲကြီးပြန်ပေးလိုက်တယ်ရှားမကတော့အံ့ဩတာရောဝမ်းသာတာရောထွေးနေတာပေါ့တစ်ပင်ရဲ့အောက်ကမောင်ကျော်ကတော့ထပ်ပြီးဆောင်းမြောင်းပြောပါတယ်အမလေးတားရူပါဗျာမင်းရဲ့အမူအရာတွေကလည်းထူးဆန်းလာကြည်လားတနေ့လုံးမြေကြီးထဲမှာလူလာပြီးတော့အခုကြာနွားနဲ့စကားပြောနေပြန်ပြီမင်းရဲ့အုံနောက်ထဲမှာမြက်တွေပဲဝင်နေပြီထင်တယ်နွားနဲ့စကားပြောနေလို့ဘယ်သူမှချမ်းသာမလာဘူးအသိဉာဏ်မရှိတဲ့ကောင်မောင်ကျော်မင်းလောင်ချင်လောင်မှာဒါပေမဲ့အမှန်တရားကတော့စူးစမ်းတဲ့သူကဘယ်တော့မှလက်ပလာနဲ့ပြန်မလာရဘူးဆိုတာပဲလောင်ပြောင်နေုံနဲ့ဘိုင်းမဝဘူးပြီးတော့မှတ်ထားဒီနွားကဖျားသခင်ပေးတဲ့အထောက်အပံ့ပဲသူငါပြောတာကိုနားမလည်ဘူးဆိုတာမဖြစ်နိုင်ဘူးအေးပါကွာတော်ဆရာကြီးလုံမနေနဲ့မင်းဘလောက်ပဲတရားဟောငါကတော့အနားယူဖို့ပဲတည်တယ်ပင်ဘတ်မှန်လုပ်ဖို့ကငါအလုံးမဟုတ်ဘူးကြည်နေလိုက်ရှေ့ရှောင်းငါကမင်းထပ်ပို့ပြီးချမ်းသာပြမယ်ငါအုံနောက်သုံးတာမင်းလိုခြေကုန်လက်ပန်းကြောက်အောင်မလုပ်ဘူးရှာမကခေါင်းငုံသွားပြီးဘာမှပြန်မပြောတော့ပါဘူးနွားကိုပဲဖြည်းဖြည်းချင်းအိမ်ကိုပြန်ခေါ်လာခဲ့တယ်ညရောက်တော့တရွာလုံးအိမ်မောကြနေကြပါပြီကောင်းငင်မှာလာမင်းကြီးကတာနေတယ်ရှာမကဗရင်ပေါက်ကနေအပြင်ဘက်ကိုလှမ်းကြည့်လိုက်တဲ့အခါရုတ်တရက်နွားရဲ့မျက်လုံးကနေအပြာရောင်အလင်းနဲ့နေထွက်နေတာကိုမြင်လိုက်ရတယ်နွားရဲ့ခြေထောက်အောက်ကမြေကြီးတွေကလည်းရွှေရောင်နေလို့တောက်ပလာခဲ့တယ်ရှာမရဲ့နှလုံးသားကအယမ်းကိုခုန်လာခဲ့ပါပြီဖះရေဒါဘလို့အံ့ဖွယ်ကြီးလဲငါရဲ့မူတီထဲမှာတကယ်ပဲလိုအပ်ချက်တစ်ခုခုဖုံးကွယ်နေတာလားသူကတာမန်နွားတစ်ကောင်မဟုတ်ဘူးပဲဒါငါရဲ့ကြိုးစားမှုအတွက်ဆုလက်လားဒါမှမဟုတ်နတ်ဖះတွေရဲ့နမိတ်တစ်ခုခုလားရှာမတယောက်ဒီအကြောင်းတွေကိုပဲတွေးရင်တညာလုံးဟိုဘက်ဒီဘက်လူးလိန်ကအိတ်မပြောနိုင်ဖြစ်နေခဲ့တယ်နောက်တနေ့မနက်ရှာမလေတဲ့ကိုရောက်လာပြီးမိုးသီးကိုထွန်းထုံးမှချီလိုက်တယ်အိုးဖះသခင်မင်းညကငါမြင်ခဲ့တာတွေကအိမ်မက်လားအစ်စ်လားမိုးသီးမျက်လုံးကအပြာရောင်လင်းနဲ့နေထွက်ပြီးမြေကြီးတွေကရွှေရောင်ပြောင်းသွားတာလေငါစိတ်တွေများဖောက်ပြန်နေတာလားဒါပေမဲ့ဒါသာအစ်စ်ဆိုရင်တော့တခုခုတော့ရှိရမယ်ဟေးမိုးသီးအေးပါကွာအေးပါမင်းကငါအတွက်ဖျားသခင်ပေးတဲ့လက်ဆောင်မယ်ဒီနေ့ငါမင်းနဲ့စကားပြောမယ်နော်မင်းလည်းငါ့ကိုပြန်ထုလိုက်မယ်မဟုတ်လားအဲ့လိုပြောပြီးယာမကထွန်ဆဆွဲတော့တာပေါ့ခဏကြာတော့နွားကရုတ်တရက်ရက်လိုက်ပြီးယာမကိုလဲကြည့်တယ်သူ့မျက်လုံးထဲမှာအပြာရောင်လင်းနှန်းနေပြန်ပေါ်လာတာကိုမြင်တော့ယာမတယောက်အံ့ဩမှန်သက်သွားတာပေါ့အဲ့ဒီအချိန်မှာနွားကစကားဆပြောလာပါတော့တယ်ယာမမကြောက်ပါနဲ့ငါကတာမန်နွားတစ်ကောင်မဟုတ်ဘူးမင်းရဲ့မေတ္တာမင်းရဲ့ကြိုးစားမှုနဲ့မင်းရဲ့ရိုးသားမှုတွေကြောင့်ငါကိုလူတွေလိုစကားပြောနိုင်တဲ့ခွင့်အားပေးထားတာပါအခုကစပြီးငါကမင်းရဲ့တငယ်ချင်းအဖြစ်လဲထွန်းပေးမယ်မင်းရဲ့ကြိုးစားမှုအတွက်နှစ်ဆသောအကျိုးကျေးဇူးတွေကိုရစေရမယ်ဟဲဒါဘာတွေဖြစ်ကုန်တာလဲနွားကစကားပြောနေတာလားဖះရေငါအိမ်မက်နေတာမဟုတ်ဘူးမလားသူမျက်လုံးကိုပုတ်ပြီးထပ်ကြည့်လိုက်တော့လဲနွားကရက်နေတော့မယ်မျက်လုံးထဲကအပြာရောင်လင်းနေလဲရှိနေတော့မယ်အိုးမိုဒီမဲရကယ်ပဲစကားပြောနိုင်တာလားဒါကတော့အံ့ဖွယ်ပဲငါကမင်းကိုတငယ်ချင်းလို့သဘောထားပြီးချစ်ခဲ့တာမင်းကငါ့ကိုဒီလောက်ကြီးမားတဲ့ဆုလက်ကြီးပေးလိုက်တာပဲလားရှာမစူးစမ်းမှုနဲ့ကျင်နာမှုဆိုတာဘယ်တော့မှလည်းဟတ်တမဖြစ်ပါဘူးမင်းကငါ့ကိုမိသားစုဝင်တယောက်လို့သဘောထားတယ်ငါ့ကိုဘယ်တော့မှစာလောင်မွန်းတဲ့အောင်မထားခဲ့ဘူးဒါကြောင့်မင်းရဲ့နှလုံးသားဖြူစင်မှုကငါ့ကိုဒီကွန်အားတွေပေးခဲ့တာပေါ့ကြည့်နေလိုက်လူပေါင်း100စုပေါင်းထွင်တောင်မှတ်မိနိုင်တဲ့အထိငါမင်းရဲ့လက်ကိုထွင်ပေးမယ်တားရူပါဗျာတားရူပါစူးစမ်းတဲ့သူကိုဖះသခင်ကတကယ်ပဲကူညီတာပဲကျေးဇူးတင်ပါတယ်အရှင်ချက်ချင်းဆိုသလိုနွားကထွန်းလုံးကိုအလိုလိုဆွဲတော့တာပဲရှာမကတော့အော်ရကြီးကြည့်နေရတာပေါ့နွားကမြ мян ဆက်ဆက်နဲ့အားရပါရထွန်းလိုက်တာနိုင်ရွက်အတွင်းမှာပဲလဲခွက်တစ်ခွက်လုံးညင်ညာသွားတယ်မြေကြီးရဲ့မူရင်းနှံတွေကလည်းအဝေးအထိပြန့်လွင့်သွားတာပေါ့ငါဘာတွေမြင်နေရတာလဲအမလေးဒီနွားကသူ့အလိုလိုလဲထွန်းနေပါလားငါညီကတော့ဘာမှမလုပ်ပဲရက်ကြည့်နေုံပဲဖះရေဒါဆုံးအတက်တွေများလားဒါသာမှန်ဆိုရင်တော့ယာမရဲ့လက်ွက်ထဲမှာရွှေတွေထွက်တော့မှာပဲငါကတော့ဒီအတိုင်းငက်ပြက်ကြံခဲ့တော့မှာလားဟေးငါရဲ့မို့ဒီမင်းတကယ်တော်တယ်မင်းကငါအတွက်နတ်ဖះတစ်ပါးလိုပဲကြည်စံမြေကြီးတွေကဘလောက်တောင်နူးညံ့သွားလဲအခုဒီထဲမှာဂျုံနေဆိုင်လိုက်ရင်အထွက်နှုံးကနှစ်ဆဖြစ်တော့မှာမို့ဒီမင်းရဲ့ကျေးဇူးကိုငါတစ်သက်လုံးမေ့မှာမဟုတ်ဘူးဒါပေမဲ့ယာမမှတ်ထားအောင်စူးစမ်းမှုနဲ့ရိုးသားမှုကနေရလာတဲ့အရာပေါ်မှာပဲရှောင်ရဲပါလောဘမကြည့်ပါနဲ့လောဘကလူကိုမျက်စိကန်းစေတတ်တယ်
ဟုတ်ကဲ့ပါမို့ဒီမင်းရဲ့စကားကငါအတွက်ဖျားသခင်ရဲ့အမိန့်တော်ပါပဲငါဂရီပေးပါတယ်လောဘဘယ်တော့မှမကြီးစေရဘူးလဲလဲကအလုပ်တွေပြီးတော့ရှာမာကနွားကိုချစ်စနိုးနဲ့အိမ်ပြန်ခေါ်လာတယ်သူ့မျက်နှာမှာတော့ဘဝရဲ့အကြီးမားဆုံးယတနာကိုရလိုက်တယ်လို့မျိုးတောက်ပနေတာပေါ့ဒါပေမဲ့မောင်ကျော်ရဲ့စိတ်ထဲမှာတော့မနာလိုစိတ်တွေတောက်လောင်နေခဲ့တယ်ညဘက်ရွာလေစီအမှာရွာသားတွေစုပြီးစကားပြောနေကြတယ်ဟဲ့လူတို့ထူးဆန်းလိုက်တာဗျာကျွန်တော်ကိုယ်တိုင်မြင်ခဲ့တာရှာမရဲ့လေကိုထွန်ထားတာအမလေးလူပေါင်း100လှုပ်ထားတာထက်တောင်ပိုကောင်းနေသေးတယ်မြေကြီးရဲ့ရနံ့ကလည်းတရွာလုံးပြတ်နေတာပဲရှာမကတော့ဖျားမတာခံရပြီထင်တယ်မောင်ကျော်ကလည်းအဲ့ဒီမှာထိုင်နေတာပါသူမျက်နှာမှာအတူရောင်ပြုံးနေရှိနေပေမဲ့ရင်ထဲမှာတော့မီးတောင်နေတာပေါ့အမလေးဗျာခမရတို့ကလည်းရှာမနဲ့သူ့ကိုဒီလောက်ကြီးမြောက်ပွင့်မနေကြစမ်းပါနဲ့ကြည်ရသေးတာပေါ့စူးစမ်းယုံနဲ့လဲကားမော်အတက်လို့ဖြစ်သွားမှာတဲ့လားဒါပေမဲ့ရွာသားတွေကတော့သူစကားကိုရဲပြီးပယ်ချလိုက်ပါတယ်မောင်ကျော်အိမ်ပြန်ရောက်တာနဲ့ယာမကိုအဟစ်တော်တာပဲဟဲ့ယာမမင်းအမှန်တိုင်းပြောစမ်းမင်းမဘာလို့အချက်ရှိလဲမင်းလည်းကမြေကြီးတွေကဘာလို့ရွှေရောင်နေတောက်နေတာလဲငါကိုယ်တိုင်မြင်နေမင်းရဲ့နွားကသူ့လိုလဲထွင်နေတာလေမင်းဘာမော့အတက်သုံးထားတာလဲငါ့ကိုလည်းပြောပြအောင်မဟုတ်ရင်တော့အေးဆေးပါအကိုရအေးဆေးပါဒါကမော့အတက်မဟုတ်ပါဘူးစူးစမ်းမှုနဲ့မေတ္တာရဲ့အကျိုးကျေးဇူးပါကျွန်တော်မိုတီကိုတရိတ်ဆန်လို့မတတ်မှတ်ခဲ့ဘူးမိသားစုလိုသဘောထားခဲ့တယ်အဲ့ဒီအတွက်သူကကျွန်တော်ကိုပြန်ကူညီနေတာပါမေတ္တာတဲ့လားဟာဘာတွေလျှောက်ပြောနေတာလဲနွားကဘယ်တော့မှမင်းမိသားစုဖြစ်သွားလို့လဲမင်းတခုခုတော့လှုပ်ထားတာသိကြတယ်မော့အတက်လားကာတာလားနွားကစကားပြောတယ်ဆိုတာဖြစ်နိုင်လို့လားသူ့တို့လိုလဲထွန်းနေဆိုတာကောငါ့ကိုလူအားမလုံးနဲ့အမှန်တိုင်းပြောစမ်းကျွန်တော်အကိုကိုယုံလို့အမှန်တိုင်းပြောပြမယ်မိုတီကတကယ်ပဲစကားပြောနိုင်တယ်ဒါပေမဲ့သူကကျွန်တော်ကိုပြောထားတယ်ကြိုးစားမှုနဲ့ရိုးသားမှုကပဲအောင်မြင်မယ်လောဘမကြီးနေတဲ့ဒါကြောင့်အကိုတို့ကိုလည်းကျွန်တော်အကြံပေးခြင်းနဲ့ရှိတာနဲ့ရောင်းရဲပြီးစူးစမ်းစမ်းပါဗျာအော်ဒါဆိုမင်းကငါ့ကိုလှုပ်ဝက်ချက်မပြောဘဲဖုံးကွယ်ထားတာပေါ့လေကောင်းပြီမင်းရဲ့နွားလှုပ်ဝက်ချက်ကိုငါမရရအောင်ဖော်ထုတ်မယ်တနေ့မှမိုတီကငါနွားဖြစ်လာရမယ်အဲ့ဒီကြရင်မင်းရဲ့အတူရောင်ပြုံးနေဘဲရောက်သွားမလဲကြည့်ကြသေးတာပေါ့ရှာမရဲ့ရင်ထဲမှာစိုးရိမ်စိတ်လေးဝင်လာပေမဲ့ဖျားသခင်ကိုပဲအားကိုးလိုက်တယ်မောင်ကျော်ရဲ့စိတ်ထဲမှာတော့မနာလိုမှုနဲ့လောဘတွေကတနေ့ထက်တနေ့ပိုတိုးလာနေခဲ့တယ်ရန်နဲ့ငယ်ကြလာတဲ့အခါရွာလေစည်းရမှာရွာသားတွေစုဝေးပြီးစကားပြောနေကြပြန်ပါတယ်ဟဲ့လူတို့ရှာမရဲ့လက်ခွက်ကိုကြည့်လိုက်ကြအောင်ရွှေအောင်နေလို့တောက်ပနေတာပဲကျွန်တော်တသက်မှာဒီလောက်လှပပြီးတန်ဆွမ်းတဲ့ကော်ပဲတီနံမျိုးတစ်ခါမှမမြင်ဘူးဟုတ်တယ်ဗျရှာမကတော့တကယ်ကိုကံကောင်းတာပဲဖျားသခင်ကသူ့ရဲ့ကြိုးစားမှုကိုမြင်ပြီးကောင်းချီးပေးလိုက်တာနေမှာရွာသားတွေကရှာမကိုဝိုင်းဝန်းချီးကျူးနေကြပေမဲ့မောင်ကျော်ကတော့အဲ့ဒီနေရာကိုရောက်လာပြီးမျက်နှာပြက်ပြက်နဲ့စကားဖြတ်ပြောလိုက်ပါတယ်တော်ကြစမ်းပါဗျာတော်ကြစမ်းပါခမည်းတော်ကလည်းရှာမနဲ့ပဲသူ့ကိုဒီလောက်ကြီးဥထိတ်ထားနေစရာမလိုပါဘူးလယ်ထဲမှာတီးနှံနေထွက်လာတာပဲဘာဆန်းလို့လဲသူဘရင်ဖြစ်သွားမှကြာနေရောဒါကစူးစမ်းမှုရဲ့ရလက်ဆိုတာထက်တခုခုထူးခြားနေတာမောင်ကျော်ရမင်းကြီးကစူးစမ်းတယ်လေနွားကိုလည်းအချစ်ပေးတယ်ပြူစုတယ်အဲ့ဒါကြောင့်ဖျားသခင်ကသူ့အပေါ်မေတ္တာရှိတာပေါ့မင်းလည်းစမှုစားရီဂျလေးဘီတွေပဲစားမနေနဲ့နည်းနည်းလောက်စူးစမ်းကြည့်ပါလားလေဝက်ကလည်းစိမ့်လန့်လာမှာပေါ့ခမည်းတော်ကလည်းရာမပဲမြင်နေတာလားငါလည်းသူ့အကိုပဲလေငါ့ကိုကြားဘာလို့ဘယ်သူမှမမေးကြတာလဲငါပြောမယ်သူတခုခုတော့လှုပ်ထားတာသေးကြတယ်မဟုတ်ရင်နွားကဘယ်တော့စကားပြောတယ်လို့လဲနွားကသူ့အလိုလဲထွန်းနေဆိုတာကိုဖြစ်နိုင်လို့လားနွားကလယ်သမားဖြစ်သွားပြီလားဟမ်ရွာသားတွေကမောင်ကျော်ရဲ့စကားကိုရဲပြီးပြန်ပြောကြပါတယ်ဟဲ့မောင်ကျော်အဲ့ဒါမော့အတက်မဟုတ်ဘူးစူးစမ်းမှုရဲ့အသီးပွင့်မင်းကတော့နွားကိုမျက်တောင်ဝဝလင်းလင်းကျွေးဘူးရဲ့လားမင်းကြီးကတော့မနေ့ကနေညအထိလယ်ထဲမှာကျွေးထွက်အောင်လုပ်တာလေဖျားသခင်ကစူးစမ်းတဲ့သူကိုပဲကူညီတာပြင်းတဲ့သူဆိုမကူညီဘူးဟေးမောင်ကျော်ကအရှက်ရတာထက်ဒေါသကပိုထွက်လာပါတယ်သူ့ရဲ့ရင်ထဲမှာမနာလိုမှုတွေတောက်လောင်နေတာပေါ့ညနေပိုင်းအိမ်ပြန်ရောက်တဲ့အခါမှာလဲရှာမကတော့ပျော်ရွှင်စွာနဲ့ပြန်လာပါတယ်မိုတီကလည်းပင်ပန်းပင်မဲ့ကျင်းတဲ့ပုံစံနဲ့ရှိနေပါတယ်မောင်ကျော်ကတော့အင်းရှိကနေစောင့်နေတာပါတော်ပြီယာမတော်ပြီမင်းအခုအမှန်တိုင်းပြောစမ်းမင်းမှာဘာမော်အတက်ရှိနေတာလဲတွာလုံးကမင်းကိုပဲဝိုင်းချီကျူနေကြတယ်မင်းရဲ့နွားကသူ့လိုလဲထွင်နေတယ်ဆိုတာငါကိုယ်တိုင်မြင်ထားတာအခုငါ့ကိုအမှန်တိုင်းပြောပြစမ်းမဟုတ်ရင်တော့ငါမင်းကိုအေးအေးဆေးဆေးနေခွင့်ပေးမှာမဟုတ်ဘူးနော်
ကိုရဒါမော်တက်မဟုတ်ဘူးဆိုတာနားလည်စမ်းပါဗျာဒါတွေအားလုံးကစူးစမ်းမှုနဲ့မေတ္တာရဲ့ရလက်ပါကျွန်တော်မိုတီကိုမိသားစုဝင်တယောက်လိုချစ်ခဲ့တယ်သူ့ကိုစာလာမွတ်တဲ့အအောင်မထားခဲ့ဘူးအဲ့ဒါကြောင့်ဖခင်သခင်ကကျွန်တော်ကိုကူညီတာပါအကိုလည်းစူးစမ်းမယ်ဆိုရင်အကိုလည်းပျော်ရွှင်ရမှာပါစူးစမ်းမှုအပေါ်ဒီလာမပြောနဲ့စူးစမ်းရုံနဲ့အကုန်ဖြစ်မယ်ဆိုရင်ငါးလေကွယ်လည်းအခုလောက်ဆိုစိမ့်လန့်နေပြီပေါ့အမှန်တရားကတော့မင်းရဲ့နွားမှာမော်တက်တစ်ခုခုရှိနေတာပဲမှတ်ထားလိုက်ဒီနေ့မှာအဲ့ဒီနွားကငါအပိုင်ဖြစ်ရမယ်အဲ့ဒီကြမှာမင်းရဲ့စူးစမ်းမှုဆိုတဲ့စကားကြီးကိုငါဘလို့ပြန်ပြောမလဲဆိုတာကြည့်ကြသေးတာပေါ့အကိုမိုတီကကိုယ်တိုင်ပြောထားပြီးသားပါစူးစမ်းတဲ့သူကအကျိုးကျေးဇူးရမယ်ဒါပေမဲ့လောဘမကြီးပါနဲ့တဲ့အကိုသာလောဘနောက်ကိုလိုက်မယ်ဆိုရင်အကျိုးဆက်ကအရန်ဆိုးလိမ့်မယ်နော်ကျွန်တော်အကိုကိုသတိပေးနေတာပါနောက်မှနောင်တမရပါနဲ့ဟာတော်စမ်းပါမင်းရဲ့တရားတွေကိုငါနားမထောင်ချင်ဘူးမင်းတို့ကမင်းကိုအကြီးကဲဖြစ်အောင်လုပ်ပေးနေတာပေါ့လေကြည့်နေလိုက်ဒီနေ့ကြာရင်မင်းရဲ့လိုအပ်ချက်တွေကိုငါအကုန်ဖွင့်ချပြမယ်ရှာမကသူ့ကိုယ်ရဲ့စကားတွေကိုကြားရတာစိတ်မကောင်းဖြစ်ပေမဲ့ဖျားသခင်ကိုပဲအားကိုးလိုက်ပါတယ်ယူသားတဲ့လမ်းစဉ်ကခက်ခဲပေမဲ့နောက်ဆုံးမှအောင်မြင်မယ်ဆိုတာသူသိနေခဲ့လို့ပါနောက်တစ်နေ့မနက်မှာရွာသားတွေကရှာမရဲ့လက်ကကိုလာကြည့်ကြပြန်ပါတယ်တီးနံတွေကရွှေအောင်နေလိုဝင်းဝါနေတာပေါ့မောင်ကျော်ကတော့မနာလိုစိမ့်နဲ့သူ့ဘာသာသူရေရွှေ့နေပါတယ်ငါဘာလုပ်ရမလဲဘာလုပ်ရမလဲငါတော့ဆက်ပြီးတီးမခံနိုင်တော့ဘူးတရွာလုံးကရှာမနေပဲငါ့ကိုကြဘယ်သူမှမသိကြဘူးဒီနွားသာငါအပိုင်ဖြစ်ရင်ငါလည်းကွက်ကလည်းရွှေတွေထွက်မှာပဲရွာသားတွေလည်းငါ့ကိုဝိုင်းချီယူကြတော့မှာဟုတ်ပြီဒီညပဲလှုပ်ရှားရမယ်မိုးတီကိုငါလက်ထဲရောက်အောင်လုပ်ရမယ်မောင်ကျော်ရဲ့မျက်လုံးထဲမှာလောဘတွေတောက်လောင်နေပါတယ်ညတကောင်အချိန်ရောက်တဲ့အခါအားလုံးအိပ်ပျော်နေတော့မောင်ကျော်ကအိမ်အပြင်ကိုတိတ်တိတ်ဆိတ်ထွက်လာပါတယ်မိုးတီကိုတော့တစ်ပင်အောင်မှချီထားတာပေါ့ဟမ်မင်းကဘာလို့ဒီလိုကြီးကြည့်နေတာလဲငါ့ကိုဘာလို့စိုက်ကြည့်နေရတာလဲမင်းရဲ့ဥချိုတွေနဲ့ငါ့ကိုခွေမာလာဟင်ဖျားရီငါကမင်းရဲ့ကြိုးကိုလာဖြေပေးတာပါစိတ်မဆိုးပါနဲ့မိုးတီငါမင်းကိုမရိုက်ပါဘူးမိုးတီကအတန်ကျဲကြီးနဲ့អော်လိုက်တဲ့အခါမောင်ကျော်ကကြောက်လန့်ပြီးတုန်ရင်သွားပါတယ်ကြိုးစားကလည်းလက်ထဲကလွတ်ကျသွားတာပေါ့ဒါပေမဲ့သူအားတင်းမိထက်ကြိုးစားပါတယ်မိုးတီငါကမင်းရဲ့သခင်အစ်စ်ဖြစ်လာမယ်သူပါဒါငါနဲ့လိုက်ခဲ့ငါမင်းကိုယာမထက်ပို့ကြည့်မယ်နေတိုင်းစမှုစာရီဂျီလေဘီတွေနဲ့နှုတ်ခဲတွေကြည့်မယ်ဘဲကငါရဲ့တငယ်ချင်းပဲမဟုတ်လားလာပါဒါပေမဲ့မိုတီကသူ့ရဲ့နောက်ခြေထောက်နဲ့မြေကြီးကိုအပြင်းပြင်းဆောင်လိုက်ပါတယ်အတန်ကတရွာလုံးဟိန်းသွားတာပေါ့မောင်ကျော်လဲလှန့်ပြီးနောက်ဆုတ်သွားရပါတယ်အဲ့ဒီအတန်တွေကြောင့်ရွာလေစရဲမှာရှိနေတဲ့ရွာသားတွေရောက်လာကြပါတော့တယ်ဟေးဘာတွေဖြစ်နေတာလဲဟမ်မောင်ကျော်မင်းညတကောင်ရံကြီးနွားနာမှာဘာလုပ်နေတာလဲမဟုတ်ပါဘူးနွားဘာလို့အဲ့လဲလို့ကျွန်တော်လာကြည့်ပေးတာပါကျွန်တော်လဲနွားကိုပြုစုပေးခြင်းလို့ပါပြုစုတာလားဒါမှမဟုတ်ခိုးဖို့ကြိုးစားတာလားမောင်ကျော်ရမက်မျက်လုံးထဲကလောဘတွေကိုငါတို့အကုန်မြင်နေရတယ်အဲ့ဒီအချိန်မှာပဲရှားမလဲအပြင်ကိုထွက်လာပါတော့တယ်မောင်ကျော်အမှန်တိုင်းပြောစမ်းပါအကိုညတကောင်ရံကြီးနွားနာမှာဘာလုပ်နေတာလဲလောဘမကြီးပါနဲ့လို့ကျွန်တော်အကိုကိုသတိပေးခဲ့တာပဲမိုတီကဖျားသခင်ပေးထားတဲ့အရာပါဘယ်သူမှခိုးယူလို့မရနိုင်ဘူးအေးပါကွာဟုတ်တယ်ငါခိုးဖို့စူးစမ်းထားတာမှန်တယ်ဘာလို့လဲဆိုတော့တရားလုံးကမင်းကိုပဲဝိုင်းကိုခွဲနေကြလို့ပဲရှာမနေပဲငါ့ကိုကြတော့ဘယ်သူမှလည်းမကြည့်ကြဘူးငါဘာလို့နောက်ွယ်မှာပဲနေရမှာလဲအခုကစားပြီးဒီနွားကငါအပိုင်ပဲငါအပိုင်အကိုဒီလောက်ထိအောက်တန်းကျသွားလိမ့်မယ်လို့ကျွန်တော်မထင်ခဲ့ဘူးကိုသွေးသားရဲ့ပျော်ရွှင်မှုကိုတောင်းလှူယူဖို့ကြိုးစားတယ်ပေါ့ပင်ပန်းမလုပ်ဘဲနဲ့တော့ဘယ်တော့မှချမ်းသာမှာမဟုတ်ဘူးအကိုဘလောက်ပဲကြိုးစားခွေယူပါစေမိုတီကအကိုပိုင်ဖြစ်မလာနိုင်ပါဘူးအဲ့ဒီအချိန်မှာပဲမိုတီကကိုပြင်းပြင်းထန်ထန်ခါလိုက်တဲ့အတွက်ခြိထားတဲ့ကြိုးတွေပြုတ်ထွက်သွားပါတယ်ပြီးတော့မိုတီကမောင်ကျော်စီကိုဖြည်းဖြည်းချင်းတိုးလာပါတော့တယ်မိုတီရဲ့မျက်လုံးတွေကအပြာရောင်နဲ့အနီရောင်လဲနေတောင်းနေပြီးကြောက်စရာကောင်းတဲ့အတန်ကြီးနဲ့ဟိန်အောင်လိုက်တဲ့အခါမောင်ကျော်ကလန့်ပြီးနောက်ဆိုရင်လဲကျသွားပါတော့တယ်အမလေးမိုတီငါ့ကိုခွင့်လွှတ်ပါငါလောဘနောက်လိုက်ပြီလို့မျက်စိကန်းသွားတာပါအခုကစားပြီးငါမခိုးတော့ပါဘူးကျေးဇူးပြုပြီးငါ့ကိုလွှတ်ပေးပါမိုတီရွာသားတွေကအဲ့ဒီမြင်ကွင်းကိုကြည့်ပြီးပြောကြပါတယ်မောင်ကျော်မင်းရှက်တက်ဆမ်းမှာကိုညီရဲ့ပိုင်ဆိုင်မှုကိုတောင်းလှူယူဖို့ကြိုးစားတယ်ပေါ့ဖျားသခင်ကပေးထားတဲ့အရာကိုမင်းကလှူကျင်တယ်လားကြည်စံလောဘရဲ့အကျိုးဆက်ကဒါပဲအဆက်ကွဲတာနဲ့ကြောက်လန့်ရတာပဲရှိတာပေါ့ကျွန်တော်ဝန်ခံပါတယ်ကျွန်တော်မားခဲ့ပါတယ်ညီလေးရဲ့ကြိုးစားမှုကိုလှောင်ပြောင်းခဲ့ပြီး
ကျွန်တော်ကတော့အပျော်ပါးပဲရှာနေခဲ့မိတယ်အခုမှပဲနားလဲပါတော့တယ်ပင်ပန်းမလုပ်ဘဲနဲ့တော့ဘယ်တော့မှမချမ်းသာနိုင်ဘူးဆိုတာကိုပါတော်ပါပြီအကိုအခုတော့အချိန်ရှိပါသေးတယ်ကြိုးစားပါနွားကိုလည်းချစ်ပါအဲ့ဒီအခါကျရင်အကိုလည်းပျော်ရွှင်ရမှာပါဖျားသခင်ကကြိုးစားသူကိုပဲကူညီတာပါမောင်ကျော်ကအရှက်တကွဲနဲ့ခေါင်းငုံသွားပါတော့တယ်နောက်တစ်နေ့မှာတော့ရွာလေစရက်မှာရွာလူကြီးအဖွဲ့ကအစည်းအဝေးခေါ်လိုက်ပါတယ်ရွာသူရွာသားတွေအကုန်စုဝေးနေကြပြီးအလဲမှာတော့ရာမနဲ့မောင်ကျော်ရှိနေပါတယ်သူတို့ဘေးမှာတော့မျက်လုံးတွေတောက်ပနေတဲ့မိုးတီနွားကြီးလည်းရှိနေတာပေါ့မောင်ကျော်မင်းမင်းညကလှုပ်ခဲ့တာကအရန်ကိုကြီးမာတဲ့အပြစ်ပဲကိုညီရဲ့စူးစမ်းမှုကိုလူယူဖို့လှုပ်တာကရွာရဲ့တိတ်ခါကိုပါမြေကြီးတဲ့နင်းပြလိုက်တာပဲမောင်ကျော်ကချွေးတွေတစ်လုံးလုံးနဲ့ခေါင်းငုံပြီးပြန်ပြောပါတယ်ဟုတ်ကဲ့ပါအဘကျွန်တော်မှားခဲ့ပါတယ်လောဘကကျွန်တော်မျက်စိကိုကန်းစီခဲ့တယ်မိုးတီတာငါနွားဖြစ်ရင်ငါ့ဘဝပြောင်းသွားလိမ့်မယ်လို့ကျွန်တော်ထင်ခဲ့မိတာပါဒါပေမဲ့အခုတော့သိပါပြီမကြိုးစားဘဲနဲ့ဘယ်တော့မှမရနိုင်ဘူးဆိုတာကိုပါအေးလေလောဘကလည်းဒီလောက်ကြီးစီရလားမင်းကြီးကသာမင်းကိုခွမလို့ရင်မင်းဒီရွာမှာမျက်နှာပြရဲမှာမဟုတ်ဘူးအမှန်ပဲမောင်ကျော်မင်းကတော့မိမတွေထက်တောင်အသုံးမကျဘူးသူတို့တောင်နေတိုင်းအလုပ်လုပ်ကြသေးတယ်မင်းကတော့တနေ့ကုန်စေးတံလေးတောက်လိုက်စိန်ခံလိုက်နေတော်ကြပါတော့ဗျာတော်ကြပါတော့အကိုကိုဒေါသထွက်မနေကြပါနဲ့တော့လူဆိုတာမှားတတ်တာပါပဲမောင်ကျော်ကကျွန်တော်ရဲ့ညီအကိုအရင်မှာသူလောဘကြီးမိတာမှန်ပေမဲ့အခုသူနောင်တရနေပါပြီအားလုံးကသူ့ကိုအခွင့်အရေးတစ်ချိန်လောက်ပေးမယ်ဆိုရင်သူလည်းစူးစမ်းတက်လာမှာပါရွာသားတွေတယောက်နဲ့တယောက်တီးတို့ပြောနေကြတော့မှာပဲမိုတီကအတန်ကျဲကြီးអော်လိုက်ပါတယ်မိုတီရဲ့မျက်လုံးထဲမှာအပြာရောင်လင်းနဲ့နေထွက်နေပြီးတခုခုကိုပြောချင်နေတဲ့ပုံစံမျိုးပါရွာကလူကြီးတယောက်ကပြုံးပြီးပြောလိုက်ပါတယ်ကြည်စံတရိတ်ဆန်တောင်ဘယ်သူကအမှန်ဘယ်သူကအမှားဆိုတာသိနေတယ်မောင်ကျော်ဖျားသခင်ကမင်းကိုသတိပေးလိုက်တာပဲအခုမပြေရင်တော့မင်းဘဝပျက်စီးဖို့ပဲရှိတော့တယ်အဘတို့ကျွန်တော်ကိုခွန်လွှတ်ကြပါညီလေးငါ့ကိုခွန်လွှတ်ပါငါလောဘကြောင့်ယူသွတ်သွားခဲ့တာပါအခုကစားပြီးငါလည်းလေထဲမှာချွေးထွက်အောင်လုပ်မယ်ငါနွားကိုလည်းမိုးတိလိုပဲချစ်ပြီးပြုစုတော့မယ်အကိုအခုမှပဲကျွန်တော်စိတ်အေးရတော့တယ်ဒါကိုပဲကျွန်တော်အလိုရှိခဲ့တာပါအကိုရိုးရိုးသားသားစူးစမ်းမယ်ဆိုရင်အကိုဘဝလည်းတောက်ပလာမှာပါအဲ့ဒီနောက်မှာတော့ညီကိုနှစ်ယောက်ကလက်တွဲပြီးစူးစမ်းလုပ်ကင်ကြပါတော့တယ်မောင်ကျော်ကလည်းပြင်းဤသူအဖြစ်ကနေစူးစမ်းသူတယောက်ဖြစ်လာခဲ့တယ်ဖျားသခင်ကလည်းသူတို့နှစ်ယောက်လုံးအပေါ်ကောင်းကြီးတွေပေးသနာခဲ့ပြီးသူတို့ရဲ့လက်ကွက်တွေကရွှေတွေထွက်တယ်လို့မျိုးကောက်ပဲသီးနှံနေနဲ့ပြည့်စုံလာပါတော့တယ်အမှန်တရားနဲ့ကြိုးစားမှုကသာနောက်ဆုံးမှအမြဲတမ်းအောင်မြင်တတ်ပါတယ်ဟုတ်ကဲ့ပါဒီနေ့အတွက်ပုံမြင်လေးကတော့ဒီလောက်ပါပဲเนาะပုံမြင်လေးကိုကြိုက်နေတတ်တယ်ဆိုရင်เนาะ channel လေးကိုလည်း like and subscribe နှိပ်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်နောက်ထပ်ပုံမြင်အသစ်တွေနဲ့ပြန်လာခဲ့ပါအောင်မယ်ရှင်